ဒီလာမျိုးရှိရွာလေးတရွာမှာအမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာများဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်20ကျော်ကျော်ကတရုတ်နိုင်ငံကမွေနဲ့တောက်တက်များကိုဝယ်ယူတဲ့အတွက်အထက်အညာတစ်ခွင်မှာလူများအလုပ်ဖြစ်ကြတယ်။မွေအသေးထက်အရှင်ကိုဈေးကောင်းပေးဝေတယ်။မွေဖမ်းရောင်းလို့စီးပွားရေးအဆင်ပြေသွားသူများရှိသလိုအသက်ပေးသားရသူတွေလည်းရှိခဲ့ကြတယ်။တောက်တက်ကတော့အကောင်ကြီးလေဈေးကောင်းရလေးဖြစ်တယ်။အဲ့ဒီရွာလေးမှာဦးအောင်ချင်းကမွေဖမ်းအလုပ်နဲ့အတော်စီးပွားဖြစ်သွားတယ်။သူကမွေကြိုက်ရင်မသေးသလိုအစိတ်တက်ချင်းလည်းမရှိဘူး။မွေကြိုက်ခံရတဲ့တန်ရာကိုသူ့လက်နဲ့တက်လိုက်ရင်လုံးဝပျောက်သွားတယ်။သူကတွင်းပေါက်ဝကိုသူ့လက်ဝါးနဲ့ပိတ်ကြည့်ုံနဲ့တွင်းတွေကငွေရှိတယ်မရှိဘူးဆိုတာကိုတက်အပ်ပြောနိုင်သူဖြစ်တယ်။သူကငွေစဖမ်းစဉ်ခါကသူ့ရွာပဝင်းကျင်မှာသာဖမ်းသည်ဖြင့်သူ့ရဲ့အစွမ်းကိုလူသိနေသေးတယ်။နောက်တော့တာစီဝမ်းတွင်းမလိုင်းတောင်သာမြင်းကြံကြောက်ပတောင်းပတ်များကိုနေဆန့်ပြီးမွေဖမ်းတော့လူတွေပိုတိသွားကြတယ်။သူ့ရဲ့မွေအရှင်ဖမ်းပုံမွေကြိုက်ရင်ဒဏ်ရာကိုလက်နဲ့တက်ယုံနဲ့ပျောက်သွားပုံတွင်းဝကိုလက်နဲ့ပိတ်ကြည့်ယုံနဲ့မွေရှိမရှိသိနိုင်ပုံကိုမြင်ရသူများဖို့ထူးဆန်းအံ့ဩနေကြတယ်။ကိုအောင်ချင်းကမွေနဲ့ပတ်သက်ပြီးထူးဆန်းစွာမွေးဖွားလာသူတဦးဖြစ်လေတယ်။အထက်ဖော်ပြပါရွာလေးမှကိုတင်ဦးနဲ့မရွှေစဲတို့ကကျင်စာဦးသနီးမောင်နှံများဖြစ်ကြလေတယ်။အိမ်တောင်ကြပြီး3နှစ်ကျော်တဲ့အထိသားသမီးရတနာမရသဖြင့်လွန်စွာမှတောင်းတနေကြတယ်။ဘယ်စေးတောက်ရင်သားသမီးရနိုင်နေဆိုကထိုးစီးကိုတောက်တယ်။ညောင်မင်းမှာရုပ်ကတိုးထံတောင်းရတယ်ဆိုရင်လေသွားတောင်းလေတယ်။ရရချေဆိုကခြေပြန်ရင်လေအကြောင်းထူမလာဘူး။တညမှာတော့ကိုတင်ဦးတယောက်အလွန်ထိတ်လန့်ပွေရာအိမ်မက်တစ်ခုကိုမြင်မှတ်လေတယ်။အိမ်မက်ထဲကအကြောင်းအရာကချက်ချင်းမသိနိုင်ဘူး။ချက်ချင်းသိနိုင်မယ်ဆိုရင်တော့နှစ်ဖူးတွေ့ဒူးတွေ့မတွေ့လို့ပြီမတွေ့အောင်ကာကွယ်နိုင်စွမ်းလေးမရှိပြီအိမ်မက်ကနိုးလာတဲ့ချိန်မှာဇောကျွေးများပြန်နေတယ်ချွေးများကိုပစိုးခပုံစားနဲ့တုပ်လိုက်တယ်နှစ်ကြိုက်စွာအိမ်မောကျနေတဲ့သနီးတွေကိုလည်းနှုတ်မပြောရပြီမိုးစင်စင်လင်းတဲ့အထိလုံးဝအိမ်မရတော့ပြီအဲ့ဒီညမှာပဲမရွှေစဲတယောက်လေအိမ်မက်ကိုမြင်မှတ်လေတယ်အိမ်မက်ကကြောက်စရာကောင်းတော်လေအိမ်မက်ထဲကအတိုင်းဖြစ်လဲဖြစ်ချင်းဖြစ်လဲမဖြစ်ချင်းနဲ့စိတ်ကလွန်ဆွဲနေတယ်။အဲ့ဒီအိမ်မက်ကိုခင်မွန်းဖြစ်သူကိုမပြောပြပေးနှုတ်ပိတ်နေလိုက်တယ်။ပြောလိုက်ရင်လေမိမိလိုပဲထပ်တူခံစားရမှာဆိုလို့မပြောဘဲနေလိုက်တယ်။ဒေါ်ဖြူမဆိုတာကထိုရွာကလေးမှာလက်သေးတူဖြစ်တယ်။အဖွားအိုဆိုတော့လေအသက်60စွန်းစွန်းသားရှိပြီးကျမ်းမာရေးကောင်းမွန်သူဖြစ်တယ်။ဒီရွာလုံးရဲ့ကလေးများသာမကအရှိဘက်အနောက်ဘက်တောင်ဘက်ရွာများမှာကလေးအလုံးလိုလိုဒေါ်ပြူမမွေးပြီးထားတာကြီးဖြစ်တယ်။ရွာလေးတရွာရဲ့လက်သေးလို့လေအများကခေါ်ကြတယ်။တညမှာတော့ဒေါ်ပြူမတယောက်ထူဆန်းကြောက်လန့်ဖွယ်အိမ်မက်တစ်ခုကိုမြင်မှတ်လေတယ်။ကာယကရှင်များကိုလည်းပြန်ပြောပြမယ်လို့စိတ်ကူးတော်လေချင့်ချင်းနေရတယ်။နောက်မှပြောမယ်လို့ဆုံးဖြတ်လိုက်ပြီး10ရက်အကြာတော့မှပြောဖြစ်လေတယ်။ဒေါ်ပြူမကကိုတင်ဦးနဲ့မရွှေစဲတို့အိမ်ကိုရောက်လာတယ်။အဲ့ဒီနောက်ဒေါ်ပြူမကလွန်ခဲ့တဲ့10ရက်ကမခေတဲ့အိမ်မက်အကြောင်းကိုပြောပြလိုက်လေတယ်။ကိုတင်ဦးတယောက်အတော်အံ့ဩသွားသလိုမရွှေစဲလေဘာပြောရမှန်းမသိအောင်ဖြစ်သွားရတယ်။အကြောင်းက3ယောက်စလုံးရဲ့အိမ်မက်ကတူညီနေလို့ဖြစ်တယ်။အိမ်မက်ထဲကအတိုင်းဟုတ်မဟုတ်စောင့်ကြည့်ရန်သာရှိတော်တယ်။မရွှေစဲတယောက်မနက်စောစောအိပ်ရာထစင်းမှာပဲမျက်နာသိရင်ပြုတ်အန်နေ။မရွှေစဲတယောက်မနက်စောစောအိပ်ရာထစင်းမှာပဲဖြစ်တတ်တာမို့မနက်စာစားလိုက်ရာနှစ်လောက်သာစားရသေးတယ်။ပြုတ်အန်လာပြန်နေ။ကိုတင်ဦးကလည်းကုတ်ကြောဆွဲပြီးနောက်ကျောနှိပ်ပြီးလှုပ်ရာအနှင်းငယ်သာတတ်သားသွားတယ်။အိပ်ရာထဲလှည့်နေလိုက်တယ်။နာယီဝက်လောက်ကြာတော့ပြန်အန်လာပြန်နေ။အေးမီလို့လားအစာမားလို့လားထင်နေကြတယ်။အဲ့ဒီခါအိမ်ကြီးချင်းအမျိုးသမီးတဦးရောက်လာပြီးဒီလက္ခဏာကြည့်ရတာဟိုဟာထင်တယ်လို့ပြောလာတယ်။ဒီတော့မှကိုတင်ဦးတယောက်ဒေါ်ဖြူမကိုအပြေကလေးသွားပင်နေ။ဒေါ်ဖြူမကကြည့်လိုက်တာနဲ့ကိုဝင်ရှိနေတာကိုတန်ကနေသိတယ်။သိကြအောင်ထပ်မံစမ်းသပ်ကြည့်တယ်။သိကြတယ်။မောင်တင်ဦးရေဝမ်းသာလိုက်တော့လို့ဒေါ်ဖြူမကပြောလိုက်တယ်။ဝမ်းသာတရားဖြစ်တော့လေ3ဦးသာမျက်နာပြတ်သွားကြတယ်။အနားမှာရှိနေတဲ့အိမ်ကြီးချင်းအမျိုးသမီးကတော့နားမလဲဟန်နဲ့ပြန်သွားလေတယ်။အချိန်တွေတရွေ့ရွေ့ကုံဆုံးလာတာနဲ့အမျှမရွှေစဲရဲ့ကိုဝင်မှာနေစီလာစီဖြစ်လာတယ်။ဒေါ်ဖြူမကမြင်းကြံမာနေတဲ့ညီမအရင်ဆုံးတာကိုပင်မသွားနိုင်ပြီ။မရွှေစဲမိဘဘိုးကနေလားညာလားဖြစ်နေလို့ဖြစ်တယ်။
တူမတွေရဲ့အညိုညင်ခံကနေလိုက်လေသည်တနေ့မရွှေစေဘိုင်းနာတော်ကြမ်းလာပြီဒီတခါတော့ဒေါ်ဖြူမတယောက်ကုညီမဲ့သူတယောက်မှကိုခေါ်မထားပါအိတ်ရှိမှာဟိုလျှောက်ဒီလျှောက်လုပ်နေတဲ့ကိုတင်ဦးကိုဘသူမှအဝင်မခံရန်မှားထားလိတယ်ဟောမွေးပြီဒါပေမဲ့ကလေးရဲ့ဥဝဲအော်တန်မကြရပြီမရွှေစေမွေးဖွားလိုက်တာကကလေးမဟုတ်ပဲလက်တန်းအရွယ်လောက်ရှိတဲ့မွေးကလေးတကောင်ဖြစ်တယ်မွေလေးကဘသူမှရမလို့သလိုအနည်းရှိဘန်းထဲမှာအနှိလေးပေါ်သွားကခွေလေးအိမ်နေတယ်နောက်ထပ်မွေပြန်ပြီဥဝဲဆိုတဲ့အော်တန်ကကြွတ်ညံသွားတယ်ကိုတင်ဦးကအနားကိုရောက်လာပြီဘာလေးလေဒေါ်ဖြူမလေးတူလေးပြန်ဖြေလိုက်တယ်ယောက်ျားလေးနောက်ထပ်တူလေးမေးလိုက်တာကအိမ်မက်ကိုမှန်လားဒေါ်ဖြူမလေးတူလေးပြန်ဖြေတယ်မှန်နေဟဲ့မှန်နေဒေါ်ဖြူမကိုတင်ဦးမရွှေစဲတို့သုံးဦးရဲ့အိမ်မက်ကမျက်ဝါးထင်တွေ့မြင်ရတယ်အိမ်မက်ထဲမှာကဂရီပေးထားတဲ့အတိုင်းထိုမွေလေးကိုတက်မပြေရကြပြီမွေနဲ့ကလေးကဘန်းထဲမှာအတူအိတ်တယ်ကလေးနိုးတိုက်လို့တစ်ဖက်မှာတက်ကြတဲ့နို့ကြီးကိုခွက်ကလေးနေခံကမွေလေးကိုတိုက်တယ်ကိုတင်ဦးကအမှန်တော့မွေကလေးကိုတိမ်တုံအောင်ကြောက်တော်လေမကြောက်ပဲလက်ခံမိတာကိုအကြောင်းပြုပြီးအောင်တိတ်လို့အမည်ပေးပြီးကလေးကိုတော့အောင်ချိတ်လို့အမည်ပေးလိုက်တယ်အဲ့ဒီအကြောင်းအရာလေးကသူတို့သုံးဦးမှလွဲလို့ဘသူမှမသိခဲ့ပြီမွေလေးက9 ရက်ပြည့်တဲ့နေ့မှစလို့သူကလေးအတိုင်းနေအိမ်မှထွက်ခွာသွားလေတယ်ကိုတင်ဦးတို့တနည်းမောင်နှံကနောက်ထပ်တာသမီမထွန်းကားတော့ပြီအောင်ချိန်လေးကတငယ်ချင်းများနဲ့ကစားရတကောင်ကြွက်လို့အပြောခံရတိုင်းထို့သူပြန်ပြောလေတယ်ငါကတကောင်ကြွက်မဟုတ်ဘူးငါမှအကိုရှိတယ်ရွာဦးဖျားနာကမွေကြီးပဲရွာဦးဖျားနာမှာမွေကြီးတကောင်ကိုဟိုလူကတွေ့ဒီလူကတွေ့နဲ့ပြောနေတဲ့အတွက်ယုံရမလို့မယုံရမလို့နဲ့ဖြစ်နေကြတယ်သူမြအတွေးမှာတော့ကလေးကစိတ်အားငယ်ပြီးရှောက်ပြောနေတာပဲလို့ထင်မှတ်ကြတယ်တနေ့မှာတော့အောင်ချင်းကသူ့ကိုတကောင်ကြွက်လို့ပြောတဲ့တငယ်ချင်း9 ယောက်ကိုတက်သေးပြမယ်လိုက်ခဲ့လို့ပြောပြီးရွာဦးဖျားနာကိုခေါ်သွားလိတယ်ဖျားနာကိုရောက်တော့ကိုကြီးဒီကောင်တွေမယုံလို့ရုံအောင်တက်သေးပြပေးစမ်းပါထို့သူအောင်ချင်းကရေရွတ်လိုက်တယ်အဲ့ဒီခါမွေကြီးကဘယ်ကနေထွက်လာတယ်မသိကလေးနာတတိုက်ကိုရောက်လာပြီးမျက်လုံးကြီးနဲ့စိုက်ကြည့်နေတယ်ကောင်းထောင်ထားတာကလေတကယ်ပေါက်တော့မဲ့ဟန်ဖြစ်နေတယ်ကလေးတတိုက်လေဝေယုံသုံးကားနဲ့ထွက်ပြီးကုန်ကြတယ်မွေကြီးကလေအဲ့ဒီနေ့မှစလို့နောက်ဘသူမှမတွေ့တော့ဘူးတငယ်ချင်းများကလေအောင်ချိတ်ကိုတကောင်ကြွက်လို့ဘယ်တော့မှမခေါ်တော့ဘူးတခြားသူများကအောင်ချိတ်လို့ခေါ်နေတော့လေတငယ်ချင်း9 ယောက်ကတော့အောင်ချိတ်ကိုယနေ့တိုင်ထိမွေဘရင်လို့ခေါ်နေစေဖြစ်ပါတော့တယ်